ကဲဒီတစ်ခါမှာတော့ဝက်နှစ်ရွက်နဲ့ဝက်ဦးကိုရောပြီးတုပ်စားမယ်အရမ်းမိုက်တဲ့အချင်းဖြိုးနည်းလေးလည်းပြပေးထားပါတယ်အရင်ဆုံးရေဆိုးအောင်တည်ထားတဲ့အိုးထဲမှာနှစ်ရွက်နဲ့ဥကိုထည့်ပြီးတော့ပြုတ်ပေးလိုက်အညစ်အကြေးနဲ့အနက်နေပျောက်အောင်10မိနစ်လောက်ပြုတ်ပေးပြီးတော့ခဏဖေးတာပြီးရင်တော့ရေစင်အောင်ဆေးချရေကုန်မတင်နေတယ်အညစ်အကြေးတွေကိုဓာတ်နဲ့ချစ်ပြီးရင်တော့ရှာလကာရေထည့်ပြီးတော့တေချာပြန်ဆေးဝက်ဦးရဲ့အတွင်းပိုင်းနေအထိအောင်တေချာဆေးပြီးရင်တော့ရေပြောင်းပြန်ဆေးချပြီးရင်တော့အရေကမောကအမွှေးတွေကိုမီးနဲ့မြန်အလုံးတန့်ရှင်းသွားပြီဆိုရင်တော့အရသာနှက်မယ်ပဲငပြရဲ့တရုတ်ဆန်အရက်ပဲငပြရဲ့အပြည့်အလုံးရောပြီးတော့အရသာနှံ့အောင်တေချာမွေးပြီးရင်တော့ဝက်ဦးပေးလို့ဖို့ဦးအသေးကိုညှက်ပြီးတော့ဦးအကြီးတဲ့ကိုတေချာပြန်ထည့်ဒါမှဝက်ဦးကအထဲထဲမှာအခုလိုမျိုးပိတ်ပြီးတော့အရန်စားလို့ကောင်းပါတယ်အလုံးပြင်ဆင်ပြီးသွားရင်တော့စချက်မယ်အိုးတဲ့ကိုစီလေးနဲ့ထည့်အရင်ဆုံးတကြားလေးထည့်ကြောအညိုရောင်ပြစ်လာပြီဆိုရင်တော့ကြက်သွန်ပြူဂျင်းမှာထပ်ထည့်ပြီးတော့မှွေပေးပဲငပြရဲ့အပြစ်ကိုလည်းထပ်ထည့်ပြီးရင်တော့ခုနကအရသာနှက်ထားတဲ့နရွက်နဲ့ဝက်ဦးတွေကိုထည့်တေချာမှွေပြီးတော့အားလုံးကိုအယောင်တင်ပေးလိုက်မယ်အနက်မွေအောင်လို့လည်းနက်ပင်ရေမြုပ်အောင်ထည့်ပြီးတော့တနားရီလောက်ပြုတ်ပေးထားလိုက်ပြုတ်ထားတော့မှအချင်းဆက်မယ်တညက်တစ်ခွက်နန်းနန်းရိုးတစ်ခွက်ငရုတ်သီးရစားနိုင်တယ်လို့ငပြားရီ2ဆွန်းလောက်ထည့်မကြီးကိုလည်း2ဆွန်းလောက်ထည့်မယ်ငရုတ်စီကိုလည်း2ဆွန်းလောက်ထည့်ရေနွေးတစ်ခွက်ထည့်ပြီးရင်အားလုံးကိုကြည့်အရသာအချိုချင်းကတော့တငယ်ချင်းတို့စိတ်ကြိုက်ပြင်ဆင်သွားလို့ရပါတယ်ပြီးရင်တော့အိုးတစ်ခုတည်းကိုထည့်နည်းနည်းလေးပူသွားအောင်အပူပေးလိုက်မယ်ပူလာပြီဆိုရင်ကော်မုန်းနဲ့ရေဖြော်ထားတာကိုထည့်မယ်အရသာလည်းအနေတော့ပဲဆော့ရလည်းအခုလိုပြစ်ပြစ်လေးဖြစ်သွားရင်ရပါပြီဝက်နှစ်ရက်သားလေးတွေနူးပြီဆိုရင်ခဏဖေးတာပြီးရင်တော့ခုနကပြင်ဆင်ထားတဲ့ဝက်ဦးပိတ်တွေကိုထည့်ပြီးတော့ပြုတ်မယ်ပြုတ်ထားတာတွေအားလုံးနူးပြီဆိုရင်တော့အစင်သင့်ဖြစ်ပါပြီဟင်းရဲ့အရသာအပေါ့အငန်ကိုတော့မိမိစိတ်ကြိုက်ပြင်ဆင်သွားလို့ရပါတယ်ရပြီဆိုရင်တော့အတုပ်တုပ်ဖို့စပြင်မယ်အတုံးသေးလေးတွေလိဝက်ဦးကိုလည်းမိမိစိတ်ကြိုက်လိသွားပေးပါပြီးရင်တော့စလုံးတစ်ခုတည်းကိုအကုန်ထည့်တခွားသည်ဂေါ်ဘီတို့နန်းနန်းမင်းပဲမုံအိမ်မှာအစင်းနေရှိနေတဲ့ငရုတ်စီလေးပါထည့်ပြီးရင်တော့ special ဆက်ထားတဲ့အချင်းလေးပါထည့်မယ်အစင်းနေရှိနေတဲ့ကြက်သွန်ကြော်လေးတွေပါထည့်ထည့်တယ်အားလုံးရောနေပြီးရတာအပေါ့ငန်အတော်ပဲဆိုရင်ရပါပြီပြီးရင်တော့တွဲစားမဲ့ဟင်းရည်လေးကိုငရုတ်ကောင်းလေးဖြူတမရည်လေးညှစ်နန်းနန်းမင်းလေးအုပ်ပေးပြီးသွားရင်တော့စိတ်ကြိုက်သုံးဆောင်လို့ရပါပြီအခုဆိုရင်တော့ဝက်နှစ်ရွက်နဲ့ဝက်ဦးတုပ်လေးရလဲအစင်သင့်ဖြစ်ပါပြီတွဲစားဖို့ဟင်းညိုလေးလည်းလုပ်ပေးထားပါတယ်ရင်တော့အိမ်မှာလည်းဧည့်သည်ရောက်နေရတယ်အတူတူကြိတ်ကြမယ်စကားတပြောပြောနဲ့စားလိုက်ကြတာတပကံကိုခဏလေးပါအရန်စားကောင်းတဲ့အချင်းလေးလည်းပြပေးထားတော့ချစ်တကယ်ချင်းတို့လည်းလိုက်လို့စားကြည့်လိုက်ပါဦးကဲစားပြီးပြီဆိုတော့ထုံးစံအတိုင်းစေးကြောရေတုပ်ဝင့်နဲ့အုပ်